အားလုံးပဲမင်္ဂလာပါမိတ်ဆွေကသတင်းအချက်အလက်တစ်ခုသိချင်တဲ့အခါ Google ကနေပြီးတော့ website ပေါင်းများစွာကိုတစ်ခုပြီးတစ်ခုဝင်ရှာနေရတာလားဘာသာစကားတစ်ခုခုကိုဘာသာပြန်ဖို့အခက်အခဲဖြစ်နေလားအကြောင်းအရာတစ်ခုခုကိုစဉ်းစားမရဖြစ်နေလားဒါမျိုးတွေအားလုံးကိုအချိန်တိုအတွင်းမှာထိထိရောက်ရောက်နဲ့ကိုလိုချင်တဲ့အချက်အလက်တွေကိုလှုပ်ဆောင်ပေးနိုင်မဲ့ application တွေတစ်ခုကိုကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးထဲမှာမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီ application လေးမှာဆိုရင်ကျွန်တော်ဒီကိုမေးချင်တဲ့အကြောင်းအရာကိုကိုကြိုက်တဲ့ဘာသာစကားကိုသုံးပြီးတော့မေးလို့ရမှာပဲဖြစ်ပါတယ်မြန်မာလိုစာရိုက်ပြီးတော့ပဲမေးမလားမြန်မာစကားပြောနဲ့ပဲသူ့ကိုမေးမလားဒါမှမဟုတ်ပုံတွေဆွဲခိုင်းမလားအကြံဉာဏ်တွေတောင်းမလားဘာသာပြန်ခိုင်းမလားသတင်းချက်လက်တွေရှောက်ဖွေခိုင်းမလားချိန်စရာနဲ့အစီအစဉ်တွေဆွဲခိုင်းမလားကိုယ့်ရဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့သူ့ကိုအကြံဉာဏ်တွေတောင်းမလားကိုသိချင်တဲ့ပုံတစ်ပုံကိုတက်ပုံရိုက်ပြီးတော့သူ့ကိုပြပေးလိုက်တာနဲ့ဒီပုံနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကိုသူ့ကိုပြောပြခိုင်းမလားဒါဟာတွေအားလုံးကိုလှုပ်ဆောင်ပေးနိုင်မဲ့ application တွေတခုကိုကျွန်တော်ဒီနေ့ပြပြပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားတယ်ဆိုရင်ဒီဗီဒီယိုလေးကိုအစားအဆုံး like ပါကြည့်ရှုလို့ဆောင်ပေးဖို့တက်လဲဖိတ်ခေါ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ application လေးကိုရဖို့အတွက် Play Store သို့မဟုတ် App Store ကနေတွားပြီးတော့ Copilot ဆိုပြီးတော့ရိုက်ချလိုက်ပါအဲ့ဒါပြီးရင်တော့ကျွန်တော်တို့ရဲ့ဖုန်းထဲမှာ install လုပ်လိုက်ပါဖုန်းထဲမှာ application လေး install လုပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့နောက်ထပ်လိုအပ်တာတစ်ခုကတော့ Microsoft account ရှိထားဖို့လိုအပ်ပါတယ်ဆိုတော့အကယ်၍ Microsoft account မရှိထားဘူးဆိုရင်လည်းကျွန်တော်ဒီဗီဒီယိုထဲမှာ Microsoft account ဖွင့်နည်းအစားအသေးစိတ်ပြပြပေးသွားပါမယ်ဒါဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစကြည့်လိုက်အောင်ကျွန်တော်အခုဒီမှာဆိုရင် application လေးကိုကျွန်တော် install တင်ထားပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် application လေးတွေကိုစပြီးတော့ဖွင့်ကြည့်လိုက်ပါမယ် application လေးတော့ဝင်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒါမျိုးတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်အောက်က continue ကိုဆက်ပြီးတော့နှိပ်ပေးလိုက်ပါဒါဆိုတော့သူက location တောင်းပါပေါ့နော် location က allow လုပ်ချင်လဲရတယ် not allow လုပ်ချင်လဲရတယ်ကြိုက်တယ်လို့ရွေးလို့ရပါတယ်အခုဒီမှာဆိုရင်တော့ကျွန်တော်တို့ဒီ application တွေကိုစပြီးတော့သုံးလို့ရပြီဖြစ်ပါတယ်ဒါပေမဲ့ကိုကနေပြီးတော့ account မဖွင့်ထားဘူးဆိုရင်ကျွန်တော်တို့ဒီ long conversation တွေပေါ့နော်စကားတွေအများကြီးပြောဆိုဖို့အတွက်သူ့မှာ limitation တွေရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့စပြီးတော့ account လေးဖွင့်လိုက်ပါမယ် account ဖွင့်ဖို့အတွက်ကျွန်တော်တို့ဒီဘက်ဘယ်ဘက်ထောက်မှာရှိတဲ့ sign in ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုတော့သူကနေပြီးတော့ Microsoft account နဲ့ sign in လုပ်ဖို့အတွက်ကျွန်တော်ဒီမှာပြောထားပါလိမ့်မယ် sign in ဆိုပြီးတော့ကျွန်တော်နှိပ်လိုက်တယ်ပြီးရင်ကိုယ်မှာ Microsoft account ရှိထားတယ်ဆိုရင်ဒီနေရာမှာ Microsoft account လေးရိုက်ထည့်ပြီးတော့ဒီ next ကိုဆက်သွားလိုက်ပါအကယ်၍ Microsoft account မရှိထားဘူးဆိုရင်တော့ကျွန်တော်အခုဒီမှာပြထားသလိုမျိုးပဲ create one ဆိုတာလေးကိုနှိပ်လိုက်ပါဒါပြီးရင်တော့ကျွန်တော်တို့ဒီမှာရှိထားတဲ့ Gmail တစ်ခုကိုကျွန်တော်တို့ရိုက်ထည့်လိုက်ပါ Okay ကိုယ့်ရဲ့ Gmail ရိုက်ထည့်ပြီးသွားပြီဆိုတော့ဒီဘက်ဘေးက next ကိုဆက်သွားလိုက်ပါပြီးရင်ဒီနေရာမှာကျွန်တော်တို့ဒီ password တစ်ခုကိုရိုက်ထည့်လိုက်ပါpassword ရိုက်ထည့်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ next ကိုဆက်သွားလိုက်ပါဒါဆိုရင်သူကနေပြီးတော့ first name နဲ့ last name ပြောပါလိမ့်မယ်ကျွန်တော်တို့ဒီမှာနာမည်တစ်ခုထည့်ပေးလိုက်ပါပြီးရင် next ကိုဆက်သွားပါ Okay အဲ့ဒါပြီးရင်သူက region တွေတခါလေးရွေးထားပြီးသားဖြစ်ပါတယ်ပြီးရင်ကိုယ့်ရဲ့ birthday date တွေပါထည့်ပေးလို့ရပါတယ်ပြီးရင် next ကိုဆက်သွားပါဒါဆိုရင်တော့ကျွန်တော်တို့ထည့်လိုက်တဲ့ Gmail လေးထဲမှာသူကနေပြီးတော့ကုတ်လေးတစ်ခုပို့လာပါလိမ့်မယ်အဲ့ကုတ်လေးကိုကျွန်တော်တို့ကဒီထဲမှာရိုက်ထည့်ပေးလိုက်ပါအခုကျွန်တော်ကဒီမှာကုတ်လေးရိုက်ထည့်ပြီးသွားရင် next ကိုဆက်သွားလိုက်ပါမယ်ဒီနေရာကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီ robot မဟုတ်တဲ့အကြောင်းဒီ puzzle လေးကိုဖြည့်ရှင်းပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီဘက်မှာပုံလေးရှိပါတယ်ဘယ်ဘက်ဘေးရရှိတဲ့ပုံလေးအတိုင်းညာဘက်ကပုံလေးကိုသူနဲ့အတူတူလေးဖြစ်အောင်လုပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ဒီမြားလေးတွေတုံးပြီးတော့ရွှေ့လိုက်ပါပြီးရင် submit ကိုနှိပ်လိုက်ပါဒီလိုမျိုး verification complete ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ဒီ Microsoft account လေးဖွင့်တာအောင်မြင်သွားပြီပဲဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ဒီမှာ Microsoft account လေး sign in လုပ်ပြီးသားဖြစ်သွားပါပြီအဲဆိုရင်ကျွန်တော်တို့ဒီ application လေးကိုစပြီးတော့သုံးပါမယ်ကျွန်တော်တို့ဒီထဲမှာဆိုရင်တော့ဒီကျွန်တော်တို့တိုက်တဲ့အကြောင်းအရာတွေကိုစပြီးတော့မေးလို့ရပါပြီဆိုတော့ကျွန်တော်တို့စပြီးတော့မေးဖို့အတွက်အောက်မှာ speaker ပုံစံလေးရှိရဲဒီဘက်ဘေးမှာ camera ပုံစံလေးရှိရဲဒီဘက်ဘေးမှာဒီကျွန်တော်တို့ဒီ typing ရိုက်ဖို့အတွက် keyboard ပုံစံလေးရှိရဲပေါ့နော်ကျွန်တော်တို့တိုက်တဲ့ပုံစံနဲ့မေးလို့ရပါတယ်ဆိုတော့ကျွန်တော်ပထမဆုံးဒီသူ့ကိုစကားပြောပြီးတော့မေးကြည့်လိုက်ပါမယ်Okay microphone ပုံစံလေးကိုနှိပ်လိုက်တဲ့ဆိုရင်သူကကျွန်တော်တို့ဒီ record လုပ်ဖို့အတွက် permission တောင်းတယ်ပေါ့နော်အဲဒါဆိုရင်ကျွန်တော်တို့ကဒါဆိုရင်တော့ကျွန်တော်တို့မေးခွန်းစမေးလို့ရပါပြီOkay ဒီမှာ Yes I can understand and communicate in Burmese how can I assist you today ဆိုပြီးတော့သူပြန်ထားတာတွေ့ပါတယ် Okay သူပြန်ထားတဲ့အောက်မှာကျွန်တော်တို့ဒီမှာ like ကြည့်တယ်not like ကြည့်တယ်ပြီးရင် copy ယူလို့ရတာရှိတယ် share လုပ်လို့ရတာရှိတယ်ပြီးရင် speaker ပုံစံလေးရှိတယ်ပေါ့နော်သူပြောတဲ့ဟာတွေကိုပြန်ထားအောင်ကြည့်တယ်ဆိုတော့ကျွန်တော်တို့ speaker ပုံစံလေးကိုနှိပ်လိုက်လို့ရတယ် Yes I can understand and communicate in Burmese how can I assist you today Okay သူမြန်မာလိုပြောတတ်တယ်ပေါ့နော်အဲဆိုကျွန်တော်တို့မြန်မာလိုတစ်ခုတော့ပြောကြည့်လိုက်ပါမယ်
ဒါဆိုတော့ကျွန်တော်ဒီအားကိုမြန်မာလိုမေးကြည့်တာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီຢာတွေကိုအကြောင်းအရာတခုကိုမြန်မာလိုမေးလိုက်တယ်ဆိုရင်မြန်မာလိုတစ်ခါလည်းအဖြေထုတ်ပေးအောင်တွေ့ရပါတယ်ချက်လက်တွေကိုဘယ်ယူလဲဆိုတော့ဒီ website တွေပါတစ်ခါရေးထည့်ပေးရပါတော့ဒီမှာဆိုရင် Mozilla Government MM ဆိုပြီးတော့မိုးလေဝသနဲ့ဇလဗေဒနေပြီးယူထားတယ်1 2ဆိုပြီး website တွေပါတစ်ခါရေးထည့်ပေးထားတယ်အဲ့လိုမျိုးတွေတစ်ခါရေးထည့်ပေးရဖြစ်တဲ့ကြောင့်ကျွန်တော်တို့ဒီချက်လက်တွေကိုတွားပြီးတော့စစ်ဆေးလို့ရတယ်ပြီးရင်ကျွန်တော်ကြိုက်တယ်ဆိုရင် paper likely လို့တို့ထားလို့ရတယ်မကြိုက်ဘူးဆိုရင် not likely လို့ရတယ် copy ယူလို့ရတယ် share လုပ်လို့ရတယ်အဲ့လိုမျိုးဒီမှာတစ်ခါတည်းမျိုးစုံလုပ်လို့ရတယ်ပေါ့နော်ဒါကကျွန်တော်ဒီမြန်မာလိုစကားပြောပြီးတော့မေးကြည့်လိုက်တာပါ Okay အခုဒီတစ်ခါမှာဆိုတော့ကျွန်တော်ဒီသူ့ကိုပုံလေးတစ်ပုံဆွဲခိုင်းကြည့်မယ်ပေါ့နော် draw a picture of Ubin Bridge ဆိုပြီးတော့ပေါ့နော်ကျွန်တော်ပုံလေးတစ်ပုံသူ့ကိုဆွဲခိုင်းကြည့်ပါမယ်သူအနေနဲ့ဘယ်လိုမျိုးပုံဆွဲပေးနိုင်မလဲဆိုတော့ကျွန်တော် type ပင်လေးရိုက်ပြီးတော့ဆွဲခိုင်းကြည့်လိုက်ပါမယ်ပြီးရင်ကျွန်တော်တို့စာရိုက်တဲ့အခါမှာကျွန်တော်တို့ကဒီတကယ်တူအောင်ပေါ်ကျင်နေဆိုရင်အခုဒီမှာလိုမျိုးပဲ make it realistic ဆိုပြီးတော့ရိုက်ထည့်လိုက်ပါဒါဆိုရင်တော့သူ့ရဲ့ပုံကဘယ်လိုမျိုးပုံစံလေးကျွန်တော်တို့ဆွဲပေးမလဲဆိုတာတစ်ချက်ကြည့်လိုက်အောင်Okay ဒီမှာဆိုရင်သူပုံလေး create လုပ်နေရလေးကိုကျွန်တော်တို့ချိန်နေခဏစောင့်ပေးရပါမယ် Okay ဒါဆိုရင်တော့ကျွန်တော်တို့ဒီသူဆွဲပေးလိုက်တဲ့ပုံလေးတွေကိုရရှိပြီဖြစ်ပါတယ်ကျွန်တော်ပုံလေးတွေကိုမြင်ကွင်းကြည့်နေကြည့်ချင်ဆိုရင်ပုံလေးပုံမှာတစ်ချက်ကလစ်ထောက်လိုက်ပါဒီမှာဆိုရင်ကျွန်တော်တို့ဒီပုံတွေကိုကြည့်လို့ရပြီပဲဖြစ်ပါတယ်သူပုံလေး၄ပုံကျွန်တော်တို့ create လုပ်ပြီးရပေါ့နော်ဒီထဲမှာကျွန်တော်တို့ဒီကြိုက်တဲ့ပုံလေးကိုdownload ဆွဲခြင်းနဲ့ဆိုရင်တော့ဒီအောက်မှာပေးထားတဲ့ download button လေးကိုနှိပ်လိုက်ပါဒါဆိုရင်တော့ download ဆွဲလိုက်ရင်ကျွန်တော်တို့ရဲ့ဖုန်းထဲကိုတကူ download ရောက်တော့မှာပဲဖြစ်ပါတယ်အဲ့ဒါမှကိုကစိတ်တိုင်းမကြသေးဘူးဆိုရင်ကျွန်တော်တို့လိုမျိုးနောက်တစ်ထပ်ပြီးတော့ download ရပါတယ် Give me the real picture of Ubin Bridge in Mandalay ဆိုပြီးကျွန်တော်ထပ် down လိုက်ပါပြီ Okay ဒါဆိုရင်တော့သူဒီမှာဆိုရင်ပုံလေးတစ်ပုံထုတ်ပေးပါတယ်ဒါကတော့ကျွန်တော်ဒီ Google ရဲ့ပုံပေါ့နော်နောက်ထပ် reference တွေထပ်ပြီးတော့ထုတ်ထားပေးတာလည်းရှိပါတယ်ဒီမှာဆိုရင် Ubin Bridge ပုံတွေကိုအောက်မှာသူယူထားတဲ့ resource တွေကဆိုရင် Pinterest ရှိရဲတဲ့ပြီးရင် bigstockphoto.com ပြီးရင်နောက်တော့ for more ဆိုပြီးရှိတယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့က real pictures တွေကိုလိုချင်နေဆိုရင်ကျွန်တော်ဒီမှာသူ့ကိုတလို့မျိုးလေးတောင်းလိုက်တာနဲ့သူကတခါတည်းwebsite လေးတွေရောတခါတည်းထုတ်ပေးပါမယ်ဖြစ်ပါတယ်ဆိုတော့ဒီမှာဆိုရင်ကျွန်တော်တို့ကြိုက်တာတွေကိုသူ့ကိုစိတ်ကြိုက်မေးလို့ရတယ်ပြီးရင်ကျွန်တော်တို့မကြိုက်သေးဘူးဆိုရင်သူ့ကိုပြန်ကန်လန်ကထပ်ပြီးတော့ပုံလေးဆွဲခိုင်းလို့ရတယ်မြန်မာလိုပဲပြောပြောအင်္ဂလိပ်လိုပဲရေးဒါစိတ်ကြိုက်ကျွန်တော်တို့ဒီသူ့ကိုခိုင်းလို့ရပါတယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ဒီ conversation ကိုကျွန်တော်တို့အဆုံးသတ်ချင်ပြီးနောက်ထပ် conversation တခုပြောချင်တယ်ဆိုရင်ဘယ်ဘက်ဘေးမှာရှိထားတဲ့ဒီ plus sign လေးကိုနှိပ်လိုက်တယ်ဆိုရင်ဒါ conversation အသစ်တခုသူနဲ့စပြီးတော့ပြောလို့ရပါတယ်ဒါဆိုရင်တော့သူကိုကျွန်တော်တို့နောက်ထပ်အကြောင်းအရာတွေမေးလို့ရတယ် Okay ဒီမှာဆိုရင်ကျွန်တော်တို့ကို conversation အသစ်တခုထပ်ပြီးတော့မေးကြည့်ပါမယ်ဒါဆိုရင်တော့ကျွန်တော်မေးလိုက်တဲ့ဟာကိုသူကနေပြီးတော့ဒီတခါတည်းteachers တွေတက် student တွေတက်ဒီတန်းခွဲပြီးတော့သူအပြေထုတ်ပေးတာပဲဖြစ်ပါတယ်ပြီးရင်သူဒီအားတွေကိုဘေးကနေယူထားလဲဆိုရဲဒီအောက်မှာ reference link တွေကိုလည်းတခါတည်းထည့်ထားပေးတာကိုတွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီ Copilot ဆိုတဲ့ application တွေကဆိုတော့ကျွန်တော်တို့ကြိုက်တဲ့အကြောင်းအရာတွေကိုအချိန်တိုအတွင်းမှာလွယ်တကူအပြေတွေကိုထုတ်ပေးတယ်ပေါ့နော်ဒါကျွန်တော်တို့ရဲ့ဒီ AI assistant အနေနဲ့သုံးလို့ရပါတယ်ပြီးရင်ကျွန်တော်တို့ဒီထဲမှာဆိုရင်သူကိုဒီအချိန်စရာဆွဲတာတွေအကြောင်းအရာတခုကို translate လုပ်ခိုင်းတာတွေမျိုးစုံကျွန်တော်တို့ဒီအားလေးကိုသုံးလို့ရတာပဲဖြစ်ပါတယ်ပြီးရင်အချိန်ညံနေတောင်းမလားပေါ့နော် Okay ကျွန်တော်ဒီမှာနောက်ထပ်အချိန်ညံတခုတောင်းကြည့်ပါမယ်ဒါဆိုရင်စိတ်ဖိစီးမှုရှော့ရနိုင်တဲ့နီလန်ကမျိုးကိုပြပြပါဆိုပြီးတော့ကျွန်တော်သူ့ကိုစာရိုက်ပေးလိုက်ပြီအဲဒါသူကနေပြီးတော့ဘယ်လိုမျိုးအကြောင်းအရာတွေထုတ်ပေးမလဲဆိုကြည့်ရအောင် Okay mindfulness ပေါ့နော် mindfulness ပြီးရင်နောက်တစ်ခုက exercise လေ့ကျင့်ခန်းလုပ်ခြင်းပြီးရင်အေးလို့လောက်ဆိုအိတ်ခြင်းပြီးရင်အာဟာရကျန်းမာစွာအစားသုံးခြင်းအပန်းဖြေခြင်း Okay ဒါဆိုတော့သူကစိတ်ဖိစီးမှုရှော့ချနိုင်တဲ့အကြောင်းရင်း၅မျိုးကိုသူကနေပြီးတော့ထုတ်ပေးလိုက်တာဖြစ်ပါတယ်ပြီးရင်ဒီຢာတွေကိုသူပြန်နေယူခဲ့ရလဲဆိုတော့ဒီမှာ youtube.com နေတခါလဲlink နေတခါထည့်ထားပေးရတွေ့ရပါတယ်ကျွန်တော်ဒီຢာတွေကိုကြိုက်တယ်ကျွန်တော်ဒီ chat လက်တွေကိုကြိုက်တယ်ဆိုရင်ကျွန်တော်ဒီမှာ copy ကူးလို့ရတယ် share ပြန်လုပ်လို့ရတယ်ပေါ့နော် Okay ကျွန်တော်ကြိုက်တယ်လို့မျိုးစုံသုံးလို့ရပါတယ်နောက်တစ်ဒီမှာ camera ပုံစံလေးပါတယ်အဲ့ကင်မရာပုံစံလေးနဲ့ကျွန်တော်ဒီဓာတ်ပုံရိုက်ပြီးတော့ဒီဟာကပါလဲဆိုတာကိုကျွန်တော်တို့မေးလို့ရတယ်ဗောနော်ဒီဥစ္စာဘာကိုပြောတာလဲဆိုတာကိုကျွန်တော်တို့မေးလို့ရတယ်ဆိုတော့ကျွန်တော်ဒီပုံလေးတစ်ပုံရိုက်ကြည့်လိုက်ပါကျွန်တော်ဒီမှာပုံရိုက်ဖို့အတွက်ကင်မရာကိုနှိပ်လိုက်တယ်ဆိုရင်ဒီမှာကင်မရာ allow လုပ်ခိုင်းပါတယ် Okay အဲ့ဒါပြီးရင်ကျွန်တော်ပုံတစ်ပုံလောက်ရိုက်လိုက်ပါ Okay What is this image ဗောနော်Okay, where is this image ဆိုပြီးကျွန်တော်ရိုက်လိုက်မယ်ဒါကျွန်တော် microphone ပုံစံလေးဖြစ်ပါတယ်ဆိုတော့သူဘယ်လို reply ပြန်မလဲကြည့်ကြည့်တပုံနဲ့ဘိုးရဆိုတော့စကလုံးနဲ့ QR code ပါရှိတဲ့ရကိုမြင်ရပါသေးတယ်ဘိုးရဒီရည်သွင်းမြင့် microphone နဲ့အတန်ဆိုင်ရာပစ္စည်းများထုတ်လို့တော့အမှတ်တစိဖြစ်ပါတယ် Okay right EBC ဒီဘိုးရအမှတ်တစိမှာထုတ်လို့တော့ microphone တို့မဟုတ်အတန်ဆိုင်ရာပစ္စည်းတစ်ခုဖြစ်နိုင်ပါသည် QR code ကို scan ဖတ်ခြင်းဒီထုတ်လို့ဒီ website များနောက်ထပ်အချက်အလက်များကိုရယူနိုင်ပါသည်ဒီပစ္စည်းနဲ့ပတ်သက်တော့နောက်ထပ်သိလို့ဒီများရှိပါသလား။ Okay ဒီမှာအောက်ပါနေပြီးတော့ဒီ boya mic.com တော့ပါတော့ဒီ reference ယူထားတဲ့ link နဲ့ပါတခါထည့်ပေးတာပေါ့နော်။ Okay
ဆိုတော့ကျွန်တော်တို့ဒီလိုမျိုးကျွန်တော်တို့သိကျင်တဲ့အကြောင်းအရာတခုကိုတပ်ပုံရိုက်ပြီးတော့လည်းသူ့ကိုဒီဖြည့်ရှင်းချက်တွေတောင်းလို့ရတယ်ပါလဲဆိုတော့သူစီကနေပြီးတော့အကြံဉာဏ်တွေယူလို့ရတယ်အကယ်၍ကျောင်းသားကျောင်းသူတွေဆိုတော့တပ်ပုံရိုက်ပြီးတော့သူဘယ်လိုမျိုးမှာသင်ချာ solution တွေဘယ်လိုမျိုးလုပ်လို့ရတယ်စသဖြင့်အဲ့ဒါမျိုးတွေကိုကူညီတောင်းလို့ရတယ်ပေါ့နော်ဆိုတော့ဒီ application လေးကိုကျွန်တော်တို့ရဲ့ဒီနေ့စဉ်ပြတ်သက်မှုမှာလိုအပ်တယ်လို့ကျွန်တော်တို့ဒီအကြောင်းအရာတွေရှာဖွေကျင်တာပဲဖြစ်ဖြစ်ဘာသာပြန်ကျင်တာပဲဖြစ်ဖြစ်အကြံဉာဏ်တောင်းကျင်တာပဲဖြစ်ဖြစ်သို့မဟုတ်ကိုသိကျင်တဲ့အကြောင်းအရာတွေကိုဒီတပ်ပုံရိုက်ပြီးတော့မေးကျင်တာပဲဖြစ်ဖြစ်အလွယ်တကူအသုံးချလို့ရပါတယ်။ Okay ပါကျွန်တော်ဒီနေ့မျှဝေပေးသွားတဲ့ဒီ application လေးအားလုံးအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်။အကယ်၍ဒီဗီဒီယိုလေးကိုအတွက်အကျိုးရှိရဆိုရင်အခြားမိတ်ဆွေတွေလည်းသိလို့ရအောင်မျှဝေပေးသွားလို့ရပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်လည်တွေ့ပါမယ်။အားလုံးကျေးဇူးတင်ပါတယ်